ရေအောက်မှာရေသူမောက်တွေပုံအောင်နေတာကိုအတီးပြုတ်ပြီးတာနဲ့တကြိုင်နဲ့ထိုလူဟာကမ်းခြေမှာချီလဲသူ့အပေါင်းပါတွေကိုပစ်ခတ်ဖို့ချက်ချင်းအချက်ပြလိုက်ပါတယ်။ရေသူမောက်တွေဟာထိတ်လန့်တရားနဲ့အရက်မျက်နှာအနှံထွက်ပြေးကြပြီမဲ့လူသားတွေရဲ့အဆက်မပြတ်တိုက်ခိုက်မှုကြောင့်ရေထဲကနေကမ်းဘရိုကိုခုန်တက်ဖေးကြရပါတယ်။ဒါပေမဲ့လည်းလူသားတွေရဲ့လိုက်လံဖန်ဆီးမှုကနေမလွတ်မြောက်နိုင်ခဲ့ကြပါဘူး။ကန်ဆိုးစွာနဲ့လည်းရေသူမလေးတစ်ကောင်အဖမ်းခံလိုက်ရပါတယ်။ထိုလူဟာစက်ပစ္စည်းတစ်ခုကိုတောင်းပြီးသူမရဲ့အရေးခွန်ကိုခွာဖို့နဲ့အဝေးကိုခေါ်ဆောင်သွားဖို့ပြင်ဆင်ပါတော့တယ်။အဲ့ဒီလိုအသက်အန္တရာယ်စိုးရင်ရတဲ့အချိန်မှာပဲသူမရဲ့အမအဖေသူကလာရောက်ခဲ့တဲ့ဖို့စ조사ခဲ့ပေမဲ့ခဏကြာမှတော့သူမပါရန်သူလက်ထဲကြောက်ရောက်သွားခဲ့ရပါတယ်။ထိုလူဟာရေသူမကိုတတ်ဖို့ဓားကိုမြှောက်လိုက်တဲ့အချိန်မှာကံကောင်းထောက်မှသွားနေပဲသူမကအချိန်မီရှုံးသိမ့်နိုင်ခဲ့ပြီးရေလဲကိုပြန်ခုန်ချသွားနိုင်ခဲ့ပါတယ်။ဒါပေမဲ့လူယုံမာတွေဟာလက်မလျှော့ပဲသူမနောက်ကိုလိုက်လံဖိခတ်ကြပါတယ်။ရေသူမလေးဟာအသေးအထန်ထွက်ပြေးခဲ့ရပေမဲ့ရန်သူတွေကလည်းမလျှော့တန်းလိုက်လံဖမ်းဆီးနေစေပါ။ရေသူမလေးအထမ်းခံ